လည်းမသိဘူးနော် မကြီးကျင်လို့ထင်တယ်ဟိလားငါပြိုင်ပါမလားမသိဘူးမကျွင်းတယ်လို့မထည့်တာ နည်းနည်း taste လုပ်ကြည့်ပါလားဒီကငါပြရလား ဟဲ့မဟုတ်ဘူး အော်စီချက် စီကျက်နင်းစီကျက်ချေးတာစော့ လုပ်ကြပါအောင် taste ဟိုတမရတော့မခမ်းမတတ်ဘူး အော်ငါပြရပါမပါနေသိမှာ ပါတယ်ငဲနဲ့ မထင်ပြီးကြမှာ ဒါလေးပဲနေလိုက်နော်ပြီးကြမှာ ကာလီတီရတယ်ပါလိုက်သေးတယ် ကာလီဒီပါ လက်ချောင်းကိုလည်းပါလက်အိတ်လည်းပါတယ် အာလူလေးလည်းပါတယ် အလူလေးလည်းပါတယ်ဒါဘာလဲပဇွန်ကြည့်လားမသိဘူး မသိငါတင်ကနနေထုတ်ပေးမယ်မနေခင်ထုတ်ပေးမယ်ထုတ်လို့ရတယ်ထမင်းချင်းဘယ်စုံမပါထမင်းချင်း ထမင်းကျင်လည်းရှိရပေါ့ ဒီထမင်းကိုချင်းတက်တယ် ညလည်းနှင်းချက်တက်တယ်ဆိုအဲ့လိုမျိုးပဇွန်6လည်းတန်းနေပါပြီပဇွန်6ကနော်စေတနာပါတယ်သူအကြောင်းမလို့လည်းရောင်းပဇွန်6တစ်ထုပ်ကတော်တော် အေးလေဟာဟိုလိုမျိုးအညံ့မှရင်တော့သူတန်မှာညံ့မှာ စစ်ပုံပြလည်းပါတယ်ခင်းရလည်းပါတယ်ဒါဗလား သုံးတော့မှရှင်း မြန်မာငွေနဲ့ဆိုလို့ရှိရင်3000မှာရှင် ငွေငွေ စင်ကာပူငွေနဲ့ဆို30လား17ကျပ်လား တဲ့ဒေါ်လာကျုပ်တို့တော့တက်နိုင် ဟောကြားစမ်းခေါက်ဆွဲ မြန်မာပြည်ပြန်ရောက်ရင်လည်းစားရတယ်ဆိုပေမဲ့ညနေတော့လည်းစားကျင်တာ အများကြီးပဲဟာ30အေးပေါ့ဒီ30တောင်း တမီးတို့ဆိုအဖွဲလိုက်စားလို့ရတယ်လို့တန်နေလေလောက်သွားမနေတော့ဘူးအိမ်မှာသူ နားနဲ့ဟိုမှာရုပ်ကြည့် နိုင်အောင်နေပါလေခဏလေးတော့မလဲလုံးမစားနေတော့ဆိုတော့ကိုယ့်ကိုလုံးဝင်ပြင်းမနေလေတရားညလောက်စားရင်တန်နေ ဆိုင်နာမဲ့ပါတဲ့ ဆိုင်နာမဲတော့မသိဘူးသူတို့အဲ့ဟိုနေရာ ထမင်းနဲ့တဆိုင်နဲ့လား အေးထမင်းဆိုင်နဲ့ဆိုင်နဲ့ သူက brand ကိုမျိုးလောက်ထားနော် မဒီမှာလေသူကဘာမတူလားဘူးကလည်းဆိုင်မှာသူတို့ဟိုဒီမှာအဖုံးမှာပါတယ်နော် ပါတယ်တူတူပဲလင်းလင်းမြန်မာတဲ့အမှတော့ဝယ်စားမစိုးဘူး